အေးရပဲကနေပေးထားတယ်အေးရလက်ကန်တယ်ထပိတ်တယ်ဟိုးမြာအေးချိန်မှာကွန်စတာအသင်းရဲ့တိုက်စစ်စားသမားရန်ကျော်ထွေးတကယ်ကိုလိုအပ်နေကြတဲ့ကွန်စတာအသင်းတို့တော့ဥဆောင်ကိုတော့တွင်းယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဟုတ်ကဲ့ကိုပထမပိုင်းကတစ်ဖက်တင်ကနော်ကျွန်တော်တို့ attacking တွားတဲ့အချိန်မှာတင်းလုံးနေပါဆင်းခံတဲ့အတွက်ကျွန်တော်တို့ဂိုးရဖို့ကနည်းနည်းလေးခက်ခဲတယ်ပေါ့နော်ပြီးတော့ကွင်းရဲ့အနေထားလည်းနည်းနည်းကျင်းတော့ကျွန်တော်ဂိုးရဖို့ခက်ခဲတယ်ပေါ့ပထမပိုင်းဂိုးတွင်းနိုင်တာထက်ဆိုင်အတင်းနိုင်ဖို့အရေးကြီးအောင်နော်ကျွန်တော်တို့ဒီနေ့ပွဲအနိုင်ရရှိမှကျွန်တော်တို့လိုချင်တဲ့အဆင့်ကိုတက်လန်းနိုင်မှာဆိုတော့ကျွန်တော်တို့ဒီနေ့ပွဲကိုအကောင်းဆုံးပြင်ဆင်တာပေါ့နော်အဲကြောင့်မလို့ဒုတိယပိုင်းကျရင်အကုန်လုံးကတက်ညီလက်ညီနဲ့ကြိုးကြိုးစားစားပြန်ကမ်းပတ်နိုင်တဲ့အတွက်အတင်းသားအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဂိုးလည်းရလို့ပြောပါတယ်ဒီနေ့ပြောတော့ပြောမတတ်ဘူးเนาะကျွန်တော်တို့နီးပြဟောင်းနဲ့ပြန်တွေ့တဲ့အတွက်ကျွန်တော်တို့ player အများစုလည်းအကြောင်းသိတယ်ပေါ့เนาะအကြောင်းသိတော့ဘယ်လို attacking တွားတက်တယ်ဘယ်ကစားသမားဘယ်လိုကစားတက်လဲဆိုတာတော့တိလောက်တိတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့လည်းကစားရနည်းနည်းခက်တာပေါ့ဒီနှစ်ကတော့ဂိုးရဖို့နည်းနည်းရုန်းကန်ရတယ်ပေါ့เนาะအဓိကတော့ကျွန်တော်ကဂိုးရဖို့တဲ့အတင်းအနိုင်ရရှိဖို့ပဲဒီနှစ်မှာပို့ပြီးအာရုံစိုက်တယ်ပေါ့เนาะပြီးတော့ကိုလည်းတိတ်အားမရောက်လို့လည်းခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီနှစ်ကိုလာမဲ့ဒုတိယကြော့မှာအကောင်းဆုံးပြန်လဲစူးစမ်းပြီးတော့ဂိုးတွေအများကြီးရရှိအောင်စူးစမ်းနေပါတယ်